။
တော့ရခိုင်အကျော်ကောတုံးပပန္ဒနာစဗုထလယာမကိုင်းတော်မဟာစိန်စမာနာရေတောက်ကံဦးနေဘိနေတွင်တော့ရခိုင်အကျော်ခိုင်အပေါင်းမာနောစဗုထလကအခေါင်ဆွဲခဲ့သနောဝမ်းဝမ်းနောင်နောနန်းလေးရကအကြီးဝိမလာအလတ်သိခါအငယ်စိတ်တရာဝက်ချီပေးတော်အကြီးဝိမလာအလတ်သိခါအငယ်စိတ်တရာဝက်ချီပေးတော်ညီနောင်သုံးပါးသာသနာပေါင်းကိုသွတ်သွင်းခဲ့ပြီနော်တပြေကုန်ငယ်ဆရာထံပညာသင်ဒီခံလို့ပြောတာမဏိဆေဝါယဥပသမရကံစာယဟန်ပေါင်းကိုတလှမ်းခဲ့ပြီနော်တာမဏိဘဝတွင်စာဝါလိုက်စေအချိန်တွင်ကြောင်ရောကဖြစ်ပွားရလေသင်ဝင်ပေါက်ဖြူစင်းနဲ့ကိုတာပေးစေအခါတွင်မိဘများနဲ့တဖန်ရွာသို့ပြန်ရလေပြီရှစ်တငယ်ငှက်ွက်လို့အမိဖကိုလုံကျွေးခဲ့ပြီကျွဲကြောင်နွားတော်မောင်မဝနဲ့ရင်းနဲ့အိုင်နဲ့မှာနော်တမိုးလို့လို့တနွေလို့လို့နဲ့ရောလာနောင်တော့ကိုပြန်ခေါ်လာလို့စိတ်ကြောင့်ရွှင်လာသာသနာတွေးကိုပြန်ရောက်ခဲ့ပြီနော်စာဝါတွေအာကျိုးကုန်လို့သင်ကျိုးတရုပ်ကိုခွဲခဲ့ပြီပြောပြောနေတလီလာတနောကကဘာဆုံးတိုင်းဖုံးတောင်းမိအရှင်နော်နေတလီလာတနောကကဘာဆုံးတိုင်းဖုံးတောင်းမိအရှင်နော်သီလာတော်သမာရိရဲ့နဲ့ပညာအကျော်မဟောကဝိကိုလာမြဝေနေရအပေါ်ဂယုဏတော်ရှိလာမှုစုကြီးပါအရှင်ပါနော်ဝန္ဒနာမိလိုက်ပါလို့ဥချကတော့လိုက်ပါစို့ပနာမကာရဝညာနောလယဝိဇာဆရာတော်နေတလီလာတနောကကဘာဆုံးတိုင်းဖုံးတောင်းမိအရှင်နော်နေတလီလာတနောကကဘာဆုံးတိုင်းဖုံးတောင်းမိအရှင်နော်သီလာတော်သမာရိရဲ့နဲ့ပညာအကျော်မဟောကဝိကိုလာမြဝေနေရအပေါ်ဂယုဏတော်ရှိလာမှုစုကြီးပန်အရှင်မနောဝန္ဒနာမိလိုက်ပါလို့ဥ
ချကတော့လိုက်ပါစို့ပနာမဂါရဝညာနောရယဝိဇ္ဇာဆရာတော်ကျောင်းလိုက်အချက်အချာတရတော်လိုက်ကြီးမဟာတောင်မလူဥကေတွတ်ထနိဂံကျိုးကုတ်ပညာရှာစာကြဆရာရှင်နာရယနဲ့တွဲကစီကြညဝါပုတ်စင်းနဲ့တွဲတရုတ်ခွဲခဲ့ပြီလားနိယံစေကြံကြိုးကြိုးဥယံကုန်နဲ့နော်ကျန်းစာရီအာကုန်ဆောင်လို့ပို့ချတရုတ်ခွဲပြန်1302ခုနှစ်ဝါဇူလစာပြန်ပွဲတော်အရေးတွင်ဒုတိယနဲ့ဂုံနုလက်မှဆက်ကရပြီနော်အထကတာ3ညလုံးကိုနှစ်ချင်းပေါက်ဖြေဆိုအောင်မြင်တော်မူခဲ့ပြီမို့ပရိယတ္တိသာရဏဟိတဓမ္မစရိယလက်မှဆက်ကရလေပြီပရိယတ္တိသာရဏဟိတဓမ္မစရိယလက်မှဆက်ကရလေပြီကျမ်းပြုစာကြဓမ္မဂရိကနာမည်အဖိုးအနကသုံးခွဲရတဲ့အရှင်မထီကျမ်းပြုစာကြဓမ္မဂရိကနာမည်အဖိုးအနကသုံးခွဲရတဲ့အရှင်မထီစဘူတွင်ကုန်သတည်းပြန်သင်ကြော်လေပြီယရနာပေါင်းလေးပြီဗုဒ္ဓသာသနာထွန်းကားလို့ပြန်ပွားတဲ့မြေမီပညာဆုံးအကုန်ရဖို့လှမ်းကြွားခဲ့လေပြီတရားသဖြင့်မန္တကြီးမှာဝါရင်းဝါပတရားပြလို့ဟောကြားခဲ့ပြီသုဝိနည်းအပိဓမ္မာထုံးလို့ခြေရည်လို့တောင်းနေပြီဥညေယအရှင်ချမ်းနိခံလို့ကျွေးအတူတွဲဟောကြားခဲ့ပြီကျမ်းပေါင်းရာကျော်56လုံးပြုစုပြီးစေတံတကြံဆုံးပြီးဒီရင်ကျမ်းနှခကျမ်းဆုံးပြီးသာသနာတော်ထုံးကားရေးနဲ့လောကီမျောတွေ့သာသနာအာဇာနည်သာသနာအာဇာနည်သာသနာစီမီချိန်ကြီးခဲ့လေပြီစာဟောဆရာညာနောတာလေဖြစ်တော်မူပြီဒေသနာစီရိုက်ကြည့်တာဟင်းညာစီစာဟောဆရာညာနောတာလေဖြစ်တော်မူပြီဒေသနာနာဂရမှာတရားပြလို့ဟောကြားရပြီဥက္ကတလခမုံရှောက်တုံးပင်လို့ကြွရလေပြီသတ္ထသင်္ဃာယနာမေဖြေနှစ်ပါးနဲ့တူတွဲဆောင်ရွက်ပြီး6ဝါရသည့်အချိန်တွင်မန္တလာမှပြန်ကြွခဲ့ပြီသာသနာခရီးလမ်းလက်ပံဘူရာတွင်တရင်30အချိန်တွင်သတ္ထသင်္ဃာယနာထေ
ထေအရှင်နှစ်ပါးနဲ့မဲချရပြီဥကုတလနဲ့ဥညာတော်မှာမဲကြလို့ဟောကြားရပြီနေအောင်ကြီးဓမ္မယုံကြီးမှအပြန်ဘုရားစင်ညာအတွင်းမှာစီမြူကိုလေးကျုံအောင်မြေဆရာတော်တဖန်ညိုဆရာတော်နဲ့ဥပုံမြောက်တို့ပြည့်လျှောက်လာပြန်တော်ရွှေထီတော်တင်ပြီးသည်ထိနေ့စဉ်နေ့တိုင်းချုံညရည်တွေတရားပြလို့ခေါ်ကြခဲ့ရလေပြီဘိုးစိမ်မဆက်မြောက်ပြည့်ဖောက်၍စမ်းတတ်လေပြီဥညာတော်ရဲ့မနောဒိဋ္ဌံကုန်ဤသင်္ကန်းစာတကူနဲ့အောင်ဝဲစင်ခဲ့ပြီဘိုးစိမ်မဆက်မြောက်ပြည့်ဖောက်၍စမ်းတတ်လေပြီဥညာတော်ရဲ့မနောဒိဋ္ဌံကုန်ဤသင်္ကန်းစာတကူနဲ့အောင်ဝဲစင်ခဲ့ပြီဥကုတလခမောင်းနဲ့ဥပေတော်ကိုနှုတ်ဆက်တော်မူ၍ပြုစောတိကိုသူမြောက်ကြီးရဲ့အဂိယစခန်းမြန်ကြွခဲ့လေပြီယမကလေးရှာလေးဖြစ်အချီကိုရောပူဇော်မဆုံးနိုင်မီသာရဏအာရာနီသာရဏအာရာနီဝလာတခွေရိုင်းနီချီနီပေါ်ထွက်ခဲ့လေပြီနေလာတွင်ထီရှားတော်မြမပြည်တွင်စာပေပိတကကျမ်းတာကျုံပါရမီရှင်ဥညာတော်တရားဒေသနာဟောပြလာတဲ့ဆရာတော်စိတ်ကရပါရမီရှင်ဖျားတီကျောင်းဆောင်လူသားငယ်တော်တရားစိတ်ကြည်လင်ခန္တီတီလာပြေဝလို့ကြောဝိဇာမီတွင်ဝိဇာမီတွင်ရာတိလာသူတဆာလောအထူးပြေဝဂုံတဲ့ကကြောင်းဘာသာတရားကိုလေမခွဲကြတဲ့တရားဝါများကိုကဲခဲ့တဲ့ဆရာတော်အေယဝရီတိုင်းကကြီးတော်ကညောင်မင်းသားအရက်ကိုဘိုးပြုလို့နော်好咯，巴兰达ညာတော်တရားထေရှင်မဟောသူစိမတိဆောက်ပြီးနိဗ္ဗာန်ခရီးသူတို့စီမဲ့ပြောပြော
တကကျမ်းတကြောပါရမီရှင်ဦးညာတော်တရားခြေတနာဟောပြပါတဲ့ဆရာတော်စိတ်တရပါရမီရှင်ဘုရားတည်ကြောင်းဆောင်လူရန်ခဲ့သနောတရားစိတ်ကြည်လင်ခန္တီသေးလားပြေဝလို့ကြောဝိဇာမီတွင်ဝိဇာမီတွင်ဝိနည်းအများကိုကဲခဲ့သနောရာတိလသုဒ္ဓစာကအထူးပြေဝဂုံတရင်ငါကျော်ဘာသာတရားကိုလည်းမခွဲကြပဲတရားဝါများကိုကဲခဲ့တဲ့ဆရာတော်အေယဝရီတိုင်းကံကြီးလောက်ကညောင်မင်းသားအရက်ကိုဘဘပြုလို့တော့သာသနာတော်သမိုင်းထူးထူးခြားခြားသာသနာပြုအကြောင်းဓမ္မပါဠိမကင်ဖောင်းတော်ဗရဏညာတော်တရားခြေရှင်မဟောအထူးစီမံတိဆောက်ပြီးနိဗ္ဗာန်ခီးဒုရုစီမဲမြန်ပြောပြောသာရဏမြတ်ဖရာသာရဏရှိကြကြတီကမြဲပါလို့စီသာယညီညာနွယ်ပါဖြင့်ရှိကြကြတီကမြဲပါလို့စီသာယညီညာနွယ်ပါဖြင့်တူတွဲကမောလို့လောလို့ဒိဋ္ဌံတီစွမ်းရည်အထူးတွေနဲ့နိဗ္ဗာန်စီလမ်းအညီကူကြပြီမို့အဒိဋ္ဌံတီစွမ်းရည်အထူးတွေနဲ့နိဗ္ဗာန်စီလမ်းအညီကူကြပြီမို့အောင်မလို့အောင်ကိုလာဆုံးသပောင်းအောင်မလို့အောင်ကိုလာဆုံးသပောင်းလေဟောရွှေဘုံဆက်အောင်လေကံဟိမာ
နောထေမဟာရှင်ဥညာနောထေမဟာရှင်တိုင်းပြည်ဝန်အေးဖို့ရပဲဘေးရန်ဖျားရှင်တဲ့အခါတွင်တိုင်းပြည်ဝန်အေးဖို့ရပဲဘေးရန်ဖျားရှင်တဲ့အခါတွင်စေတနာတရားတွေထားလို့တနာလို့စေတနာတရားတွေထားလို့တနာလို့ဒီမြန်ပြီအေးဖို့လဲလူပြီမြတ်တာဝေHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
မြောက်ပြားထံတော်တွင်ဗုဒ္ဓဆုပံတနာရထဝေလမ်းမှန်ပြတတ်ဆရာတော်ဘုညာတော်ရှင်တမီတော်တော်ကရဲပေါ်ရင်ကဲတဲ့ရှင်ဖြစ်လိုက်ခြင်းမြောက်ပြားထံတော်တွင်ဗုဒ္ဓဆုပံတနာရထဝေဘုညာတော်ရမချေမာလေးစေတနာအားရတဲ့ဝေသာသနာတော်စီပြပွေတရားတော်သည်ဉာဏ်တည်းတွင်တည်းသည်ကကြောဖရာကိုလိုက်ကြအများမြတ်ပြည့်တဲ့ခွေချမ်းမို့ဘဝင်းမှာထထတိုးတဲ့တကူတော်မြတ်ဆဝလေးရောင်ရီတော်တရားလိုက်ကြနိဗ္ဗာန်လမ်းလေးပေါင်းမဲ့ချွေကျေးဇူးတော်သခင်ဆရာတော်ညာတော်ရှင်ကျေးဇူးတော်သခင်ဆရာတော်ညာတော်ရှင်မြတ်တာချလို့ကမ္မချာတရားဝေသစ္စာချလို့သူအမြဲတရားဝေကယုညာချလို့အများတော်ဝါသူရဲ့တဲ့ပါရမီ7ပါးဘဝမချာကျူးစားသူအမြဲတော်ရှိသောသာသနာကျိုးထမ်းဆောင်လျက်ပြီတပည့်အပေါင်းတို့မှာအာဟုလို့ကြည်ညိုသလားရှင်ဗရမယပလီကံကောင်းပင်လမ်းမှာဗုဒ္ဓဆုကိုရှင်မြန်နဲ့ရှင်လက်ကောက်တော်စိတ်ချနဲ့ဘယုနာတော်ပွားသနာစိတ်သိကိုအများတို့လိုဝေနေရယိုဖိတ်မသွားရတရားရတံဝေခဲ့တယ်လက်ကောက်တော်စိတ်ချနဲ့ဘယုနာတော်ပွားသနာစိတ်သိကိုအများတို့လိုဝေနေရယိုဖိတ်မသွားရတရားရတံဝေခဲ့တယ်အများလူငါးပြကာမဂုဏ်မြင်မြင်မောမောကိုမြင်မြင်တန်လျာလေလွင်ကတရားနဲ့စင်တတူတူလက်တူတူကမ်းလိုက်ပါရဲ့လမ်းရမယ်ကွယ်နိဗ္ဗာန်တိုင်းမရိပ်မရိုင်းအားကိုခဲမယ်ဆွဲစိတ်ပိုင်းသာသနာငါတော်အတွင်းမင်းမို့တဝက်ချင်းခဲ့ပြီတဲ့ခုချိန်တိုင်းရှောက်နိုင်ပြီကွယ်အတိတ်ထန်လွဲရှစ်တိုင်းမှာပါရမီရှင်တို့မကြာမီတွေရောက်လို့ပြီဒီကဘာမမောက်မလန်းတယောက်မကြမ်းအသိဝေးဆွဲကြသွားတော့ကိုတော်ညာရဲ့ကျိုးဆုံးတိုင်းလို့အားကုန်ဆွဲရောက်နိုင်ပြီကွယ်နိဗ္ဗာန်ပွဲရှစ်တိုင်းမှာပါရမီရှင်တို့ဉာဏ်ကူစီလို့မဖို့ဒိဋ္ဌာနိဗ္ဗာန်ခရီးမှာကိလေသာမြင့်ငြိမ်းကြစေလို့ရှစ်တိုင်းမှာပါရမီရှင်တို့ဉာဏ်ကူစီလို့မဖို့ဒိဋ္ဌာနိဗ္ဗာန်ခရီးမှာကိလေသာမြင့်ငြိမ်းကြစေလို့30ဘုံဝ
အတွင်းကရုတ်ကင်းမလျှောက်စေလို့ကရုတ်ကင်းမလျှောက်စေလို့တဏှာဆိုတဲ့ဆွဲလန်းခြင်းဟာဘို့အတွင်းသို့သွင်းတဲ့ရန်သူဘို့တိုင်းမောင်ပါရမီရှင်တို့ညံကူစေလို့မဖို့ဒိဋ္ဌာနိဗ္ဗာန်ခရီးမှာကိလေသာမြင့်ငြိမ်းကြစေလို့30ဘောဝအတွင်းကရုတ်ကင်းမလျှောက်စေလို့ကရုတ်ကင်းမလျှောက်စေလို့တဏှာဆိုတဲ့ဆွဲလန်းခြင်းဟာဘို့အတွင်းသို့သွင်းတဲ့ရန်သူဒါနာတိလာဘာဝနာစခန်းတစင်ပြီးတစင်တက်လှမ်းမို့လို့ကိလေသာညွန့်အတွင်းမတိသာကျွရင်လွတ်ကင်းအောင်ပေါ့ယုံထွက်ကြစေလို့လောဘဒေါသမောဟမာနအိတ်သာမစ္စရိယဆွဲကြမဲ့လူဆိုညီအကိုကြမိန်မမဟုတ်ကြလို့ငါးပါးခန္ဓာအကိုရင်နဲ့ဘဝင်အသက်အစဉ်အမြဲဆွဲမစေလို့ယုံနာခန္ဓာအကောင်ပုဂ္ဂိုလ်အဟုတ်မှလို့မတက်မဲ့စေလို့အစဉ်မြင်လာတဲ့ဆွဲကပ်ဖို့ဆိုကြလို့ငါးပါးခန္ဓာအကိုရင်နဲ့ဘဝင်အသက်အစဉ်အမြဲဆွဲမစေလို့ယုံနာခန္ဓာအကောင်ပုဂ္ဂိုလ်အဟုတ်မှလို့မတက်မဲ့စေလို့အစဉ်မြင်လာတဲ့ဆွဲကပ်ဖို့ဆိုမြတ်စွာဘုရားဟောကြားတဲ့ဒေသနာကမထန်တွေနဲ့စီးဖြာနိုင်ကြမို့စီးဖြာနိုင်ကြမို့လမ်းကြစို့တရားရိပ်သာကို
go tatawa ngadurwa yak jami ma mahau jalo ngaba khanga ko yine bwe ate asin amye swe masilo yumna khana akaung bako ahmalo madat mesilo asin myela dali swe kapo so nyaswa phya ho jale chetana lo alo wipatana kamathan anwi ne sip shan nai ni nya bo sip shan nai ni nya bo la 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 ja lo taya yaita boဒေသကြီးကံကြီးတောင်မြို့နယ်ညောင်မင်းသားကျေးရွာရှိအာရောကြသာလာစရက်ကြီးကျောင်းတော်ကြီး၌ရာပိုင်လေးလီအရိယာဘုံမျှစွာသတင်းသုံးတော်မူသောယေရှုတော်ရှင်ဆရာတော်ဖရာကြီးအာယတမတိရိသူစိတရညာနောရယဤသက်တော်84နှစ်ပြည့်ဝိဇာတဂုဏပူဇာဓမ္မတေးစီတွင်တစ္ဆာရများကိုကျေးဇူးတော်ရှင်ဆရာတော်ဖရာကြီးမှမေတ္တာတော်ရှိထား၍30 ပုံ